ဒီဇင်ဘာတိုင်းမှာဒရီဘာနဲ့ဂျက်စတိုဟာလှပတဲ့ခရစ်စမတ်အလှဆင်တွေပြင်ဆင်ကြပြီးသူတို့ရဲ့သမီးမက်တီကတစ်ပင်ထိပ်မှာကျဲတပွင့်တင်ပေးတယ်။ဒါပေမဲ့မက်တီကြီးပြင်းလာတာနဲ့အမျှဒီထုံတန်းကိုစိတ်ဝင်စားမှုနည်းလာတယ်။တစ်နှစ်အကြာဇနီးမောင်နှံကွာရှင်းပြက်ဆဲပြီးနောက်ဒရီဘာဟာဟာဖို့မှာတယောက်တည်းနေထိုင်နေသူ့အိမ်ကတာမန်အိမ်လေးဖြစ်ပြီးမိအတွက်ဒင်းကားပြားထည့်ရတဲ့မီတာတက်ထားတယ်။ဒါပေမဲ့သူ့ရဲ့ခရစ်စမတ်ထုံတန်းတွေကိုတော့ဆက်လက်ပြုမှုနေတဲ့အတွက်ပြက်ကလေးကနေချိုးချင်းတစ်ခုခုစားတယ်။ရက်ပါတယောက်နဲ့တစ်ပင်ကိုအလှဆင်နဲ့ဂျက်ကဖုံးဆက်လာတဲ့အခါဒရီဘာဟာဆက်သွယ်ရေးကောင်းဖို့အတွက်အေးထဲထွက်ပြီးစကားပြောရတယ်။အားလည်းရက်မှာမိသားစုကိုအိတ်ခံပြီးအနားကိုလှည့်ပြခြင်းတယ်လို့ပြောတယ်။ဒါပေမဲ့ဂျက်ကသတင်းကြီးတစ်ခုနဲ့စကားဖြတ်လိုက်တယ်။သူမရဲ့အသက်တူအဖော်တစ်ကဘာဘက်ဒစ်မှာအင်ကြီးတစ်လုံးရှိတော့သူမနဲ့မက်တီတို့အားလည်းရက်ကိုအဲ့ဒီမှာကုံဆုံးမယ်လို့ပြောတယ်။ဂျက်ရဲ့အဖော်တစ်ကမက်တီရဲ့ကောလိပ်ကျောင်းစရိတ်ကိုလည်းကန့်လန့်တယ်။ဒါပေမဲ့ဒရီဘာကမလိုအပ်ပါဘူးလို့ပြောတယ်။သူကိုယ်တိုင်ပေးနိုင်တယ်လို့ဆိုရဲသူ့မှာအကျွေးတွေအများကြီးရှိနေတယ်ဆိုတာကိုတော့ Jess ကိုမပြောပြဘူး။ဒရီဘာဝမ်းနေလုံးလို့သူ့တစ်ပင်ပေါ်ကမိဘကန်တွေကိုပိတ်လိုက်တယ်။ဒေသခံကျောင်းမှာဒရီဘာကခရစ်စမတ်ခန်းနာတွေစီစဉ်ရမှာကူညီတယ်။ကျောင်းအုပ်သူ့ကိုရုံးခန်းထဲခေါ်ပြီးနောက်ဆုံးအနေနဲ့ဝိုင်းအပ်ဖို့အကြံပြုတယ်။ဒါဟာသူ့ရဲ့နောက်ဆုံးအလုပ်နေ့ဖြစ်ကြောင်းသတိပေးတယ်။အလုပ်သိရှိလားလို့မေးတဲ့အခါမရှိဘူးလို့သူပြန်ဖြေတယ်။နောက်ပိုင်းမှာတယောက်ကခေါင်းလောင်းတန်တီးတယ်။ဒရီဘာပြေးခွင့်လိုက်တော့ကျေးဇူးနဲ့မှာကလေးငယ်တယောက်ကိုတွေ့ရတယ်။ကလေးကိုဆရာမတယောက်ကိုပြရမိခင်တယောက်ကသူတို့ကလေးကိုခရစ်တော်မွေးဖွားသည့်စခင်အတွက်အသုံးပြုခွင့်ပေးမဲ့အကြောင်းရှင်းပြတယ်။ဒရီဘာကကလေးကိုကြက်ဥအိမ်ထဲထည့်ပြီးအခမ်းအနားကိုစတင်နိုင်တော့တယ်။ပြဆက်ကြည့်နေစဉ်ဒရီဘာကဂီတနဲ့အတန်ထူးတန်များကိုတာဝန်ယူထိန်းချုပ်ပေးနေတယ်။သူကဖုန်းကိုလည်းစစ်ဆေးနေတယ်။မက်တီရဲ့ကောလိပ်ကျောင်းစရိတ်ဟာအလွန်ကြီးမားလွန်းကြောင်းသိရတယ်။ထို့ခိုက်သူရင်လှုပ်ဖူးတဲ့အိမ်ဆောင်ကုမ္ပဏီတစ်ခုကဖုန်းဆက်လာပြီးအလုပ်ကမ်းလှမ်းတဲ့ဇက်စင်ဘော်ကကျယ်ပွင့်ကိုကျိုးဆွဲမြောက်နေရင်ဒရီဘာကသူ့အိမ်မဆောင်တော့ကြောင်းရှင်းပြနေတယ်။ဝန်ထမ်းကလောက်ခလာစာဘလောက်ရမယ်ဆိုတာပြောတဲ့အခါဒရီဘာငိုက်ချုံထိုးသွားပြီးဂျိုးကိုလှုပ်လိုက်မိတယ်။ကျယ်ပွင့်ဟာဇက်စင်ဘော်ကိုကြပြီးကလေးတွေကိုထိတ်လန့်သွားစေတယ်။ဒရီဘာကအလုပ်ကိုစိတ်ဝင်စားလာပြီးဒါပေမဲ့အင်တာဗျူးအတွက်ညနေ9 နာရီမတိုင်ခင်လန်ဒန်ရောက်ဖို့လိုတဲ့အခမ်းအနားပြီးသွားတဲ့အခါဒရီဘာကမီးအားလုံးကိုပိတ်ပြီးကျောင်းကထွက်ခွာသွားတယ်။ဒါပေမဲ့တယောက်မိုတန်ကိုကြားလိုက်ရလို့ပြန်လာတယ်။ကလေးငယ်ဟာဆက်စင်ပေါ်မှာကြံနေသေးတယ်။ဒရီဘာကကလေးကိုကောက်ယူပြီးကျောင်းအုပ်ရုံးကိုသွားကဖွဲ့စည်းပုံစာအုပ်ထဲကမိဘတွေရဲ့ဖုန်းနံပါတ်ကိုရှာတယ်။သူဖုန်းခေါ်ကြည့်ပေမဲ့ဘယ်သူမှမဖြေဘူး။မိနစ်အနည်းငယ်အကြာမှာဒရီဘာကလန်ဒန်ကိုရထားစီးဖို့စိတ်အားထက်သန်နေပေမဲ့မိဘတွေကပြန်ခေါ်မလာသေးတော့သူတို့အိမ်ကိုဓာတ်ရိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။သူ့အံအားတင်းစရာကမိခင်ကသူ့ကလေးနဲ့အတူရှိနေတယ်။နေမကောင်းလို့ပြဿနာမပါဝင်နိုင်ကြောင်းရှင်းပြရဲဆိုလိုတာကကျေးဇူးနဲ့ကကလေးဟာကျောင်းမှာဆုံးဖြတ်ခံထားရတာဖြစ်တယ်။ဒရီဘာကကျောင်းအုပ်ကိုအကူအညီတောင်းဖို့ဖုန်းခေါ်တယ်။ဒါပေမဲ့သူကမြို့ထဲကထွက်နေပြီးဒါကြောင့်ဒီကိစ္စကိုသူ့ဘာသာဖြေရှင်းဖို့ပြောတယ်ပြီးတော့ရဲကိုခေါ်တယ်3 နာရီမှ4 နာရီအတွင်းလာမဲ့သူရှိတယ်။ဒရီဘာထွက်ခွာဖို့လိုနေတော့လူမှုဝန်ထမ်းဌာနကိုစူးစမ်းကြည့်ဖို့အကြံပေးကြတယ်။သူကလူမှုဝန်ထမ်းဌာနကိုချက်ချင်းဖုန်းဆက်တယ်နောက်ဆုံးမှာကလေးကိုလာယူပေးဖို့သဘောတူသူတယောက်ရသွားတယ်စောင့်နေစဉ်ဒရီဘာကသူ့အိတ်ကိုထုတ်တယ်သူနောက်ပြန်လှည့်ကြည့်တဲ့အခါကလေးပြောင်းနေတယ်သူကရှာပြေးတယ်ကလေးကိုလှေကားတစ်တွေဆင်းမလာခင်အမြန်ဆုံးဖမ်းမိတယ်မိနစ်အနည်းငယ်အကြာမှာလူမှုဝန်ထမ်းဌာနကကိုယ်စားလှယ်ရောက်လာတယ်ဒါပေမဲ့ဒရီဘာကကလေးကိုသူ့လက်ထဲပေးဖို့လုပ်တဲ့အခါကျေးဇူးနဲ့ထပ်ပြီးပလာဖြစ်နေတာကိုတွေ့ရတယ်ဒရီဘာကအိမ်ပတ်လည်မှာကလေးကိုစတင်ရှာဖွေတယ်သူ့ကိုကလေးယေရှုလို့ခေါ်တယ်ဒါကြောင့်လူမှုဝန်ထမ်းဌာနကကိုယ်စားလှယ်ကသူစိတ်မနှံ့တော့ဘူးလို့ထင်ကောင်းထင်လိမ့်မယ်။သူကစပွဲပေါ်မှာသူ့ကက်ကိုခြံထားပြီးကလေးအမှန်တကယ်ရှာတွေ့ရင်သူ့ကိုဖုန်းခေါ်ဖို့ပြောတယ်ပြီးတော့သူထွက်သွားတယ်။နောက်ဆုံးမှာဒရီဘာကကလေးကိုစပွဲအောက်မှာတွေ့တယ်။သူကကလေးကိုကိုယ်စားလှယ်စီအပ်ဖို့ပြေးတယ်။ဒါပေမဲ့လူငယ်ကကားနဲ့ထွက်သွားပြီးဒရီဘာကသူ့ကိုခေါ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ကိုယ်စားလှယ်ကသူ့ဖုန်းကိုမဖြေဘူး။သူကကလေးကိုလူမှုဝန်ထမ်းဌာနရုံးခန်းမှာချထားဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီမှာပိတ်ထားပြီးသားဖြစ်နေတာကိုသိရတယ်။နောက်တစ်ခုသူကရဲစခန်းကိုဖုန်းခေါ်တယ်။ဒါပေမဲ့စက်သွယ်ရေးမကောင်းတော့ဘူး။ဖုန်းဘက်ထရီလည်းကုန်သွားတယ်။တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်ဒရီဘာကကလေးကိုခေါ်ပြီးလန်ဒန်ကိုသွားဖို့လိုအပ်လာတယ်။ရထားစီးပြီးတဲ့နောက်သူတို့ဟာအလွန်ခမ်းနားတဲ့အဆောက်အုံတစ်ခုရောက်လာတယ်။ဒရီဘာကကလေးကိုကင်မရာပေါ်မပေါ်အောင်တေချာစီပြီးတကားကောင်းကောင်းကိုတန်ပေးနေစဉ်သူဟာကလေးကိုကြောဖို့အိတ်ထဲမှာဝတ်ထားတယ်။ခက်ထရာသူ့ကိုလာခေါ်တဲ့အချိန်ထိလူဝင်ဆက်ခန်းမှာစောင့်နေတယ်။အခုဒရီဘာဟာကလေးရဲ့မျက်နှာကိုသူမမြင်အောင်တက်လေကားထဲမတိမခိုက်ဝင်ရောက်ဖို့လိုအပ်တယ်။နှုတ်ဆက်ပြောဆိုပြီးတဲ့နောက်ဖေထရာကဒရီဘာကိုဖောက်တစ်ခုပြတာပြီးအခန်းထဲဖန်ထားဆိုဝင်ရောက်ဖို့သုံးရမယ့်အရာဖြစ်ကြောင်းရှင်းပြတယ်။တက်လေကားစီးနေစဉ်ကလေးကအတန်လေးတွေလုပ်တော့ဒရီဘာကသူ့ကလုပ်တယ်လို့ဟန်ဆောင်လိုက်ရတယ်။သူတို့အိမ်ဆောင်ရမယ့်ဖန်ထားဆိုရောက်သွားတယ်။သူဟာအဆောက်အဦရဲ့အလှကိုအံ့အားသင့်မိတယ်။ကလေးကအတန်တွေဆက်လုပ်နေတော့ဒရီဘာကသူ့ကိုခါပြီးကလေးကိုပွေးချီထားတယ်။ဒါကကလေးကိုလေးပေါ်စေတယ်။ဒရီဘာကထပ်ပြီးသူ့ကလုပ်တယ်လို့ဟန်ဆောင်လိုက်ရပြန်တယ်။ဖီထရာကအိတ်ကိုချထားဖို့ပြောတော့သူကနောက်ပြန်လျှောက်သွားပြီးအိတ်ကိုဝင်းပေါက်အနီးမှာခြံထားခဲ့တယ်။နောက်ပိုင်းမှာဖီထရာကသူ့ကိုနေရာအနှံ့လှည့်ပတ်ပြတာတဲ့အခန်းတွေကအရမ်းများနေတယ်။ကလေးကအခွင့်အရေးယူပြီးအိတ်ကိုအောက်ချပြီးထွက်ပြေးတယ်။လူကြီးတွေစက်မက်စီပြန်ရောက်တဲ့အခါဒရီဘာကကလေးရဲ့ဘူးကကျန်းပြင်ပေါ်လိမ့်ကျနေတာကိုတွေ့ရတယ်။ဖီထရာကစီးမင်းတွေကိုပြန်ပြောပြီးဘလို့ဧည့်သည်မှခေါ်လာခွင့်မရှိကြောင်းသတိပေးတယ်။ကလေးကသူမရဲ့နောက်ကိုတွားနေတယ်။ကန်ကောင်းကျင်တော့ဖက်ထရာနောက်ပြန်လှည့်တဲ့အချိန်မှာကလေးကမရှိတော့ဘူးပြီးတော့ဖီထရာကကျန်တဲ့အခန်းတွေကိုပြသတယ်။ဒရီဘာကကလေးရဲ့ဘူးကိုပန်းအိုးထဲမှာဝတ်ထားပြီးအမှုပညာကိုသဘောကျနေတယ်လို့ဟန်ဆောင်လိုက်တယ်။ကလေးကိုနောက်ဆုံးတွေ့တဲ့အခါဖက်ထရာမမြင်ခင်မှာသူ့ကိုအမိုက်ပုံထဲမှာဝတ်လိုက်တယ်သူကအလုပ်ရလားမရဘူးလားဆိုတာဘယ်အချိန်မှသိရမလဲလို့မေးတော့ဖထရာက15မိနစ်လောက်ကလေးကစပြီလို့ပြောတယ်သူမကဖရဲမှာကပြားကိုခြံထားခဲ့ပြီးပုံတူကူးတာမရှိလို့မပြောက်ဖို့ပြောတယ်ဝန်ထမ်းအားလုံးအားလက်ရက်သွားနေလို့အားလက်ရက်အတွင်းဘယ်သူမှမလာနိုင်ဘူးလို့ပြောတယ်ဖထရာထွက်သွားတဲ့အခါဒရီဘာကဖုန်းကိုအားသွင်းတယ်ထူးဆန်းတဲ့ remote control ကိုတွေ့တယ်ခလုတ်တွေကိုနှိပ်ကြည့်တဲ့အခါလေတလက်ပေါ်ကရုပ်တုကလှုပ်ရှားသွားတယ်ထိုခိုက်ကလေးကအတန်တစ်ခုခုလှုပ်တော့ဒရီဘာကသူ့ကို
ထုတ်ဖို့နောက်ဆုံးမှတတိရတယ်ဒါပေမဲ့ဖုန်းကခေါ်လာတော့ကလေးကိုနောက်ထပ်အမိုက်ပုံးထဲထည့်ပြီးမိဖို့ချောင်းတုံးအချိန်ကိုက်ကရိယာကိုအယုတ်ဖြစ်ပေးလိုက်တယ်ဒရီဘာကရဲရရှိစီကဖုန်းကိုကောက်ယူတဲ့ကလေးကိုနောက်ဆုံးမှလာခေါ်ဖို့အစဉ်အသင့်ဖြစ်နေပြီလို့ပြောတယ်ဒါပေမဲ့ဒရီဘာကလိပ်စာအစ်စ်ကိုပြောင်းထားတော့လန်ဒန်ရဲတွေကိုအခုဆက်သွယ်ရမယ်လို့ပြောတယ်အရာရှိကအသေးစိတ်ကိုသူ့လုပ်ပေါ်ကင်ဘက်တွေစီလွှဲပေးဖို့ကတိပေးတယ်ပြီးတော့ဒရီဘာကကလေးကိုစစ်ဆေးကြည့်တော့ဖို့လိုအပ်နေတာကိုတွေ့ရတယ်သူကအခန်းကိုရှာဖွေပြီးဖက်ရှင်နဲ့ခေါင်းပေါင်းကိုခိတ္တအသုံးပြုတဲ့ကလေးနည်းဖြစ်အသုံးပြုဖို့ဆုံးဖြတ်လိုက်တယ်ကလေးကိုရေချိုးပေးပြီးခေါင်းပေါင်းကိုရုံးသုံးညက်တွေနဲ့ထိန်းထားတယ်ညစ်ပေနေတဲ့အနီးကိုပလတ်စတစ်အိတ်ထဲထည့်ပြီးလေတလက်ပေါ်ချန်ထားခဲ့တယ်နောက်ပိုင်းမှာသူကကလေးကိုကျွေးဖို့ပန်းအိုးထဲကဘူးကိုပြန်ထုတ်တယ်ဒါပေမဲ့နို့ကအញ្ញံကုန်သွားတယ်ကလေးကိုခေါ်ပြီးစူပါမားကတ်ကိုနို့တွေနဲ့ကလေးစားစာထပ်ဝယ်ဖို့သွားတယ်ဒါပေမဲ့ကလေးရဲ့အလေးချိန်ကိုသိဖို့လိုတယ်ဒရီဘာကကလေးကိုစတိုးဆိုင်ရဲ့ထုတ်ကုန်ချိန်ခွင်နဲ့ချိန်ဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ဆိုင်ကထွက်လာတဲ့အခါဒရီဘာကလန်ဒန်လူမှုဝန်ထမ်းဌာနမှာအလုပ်လုပ်တဲ့ရိုဂျာစီကဖုန်းခေါ်ဆိုမှုကိုရတယ်ရဲတွေကအခြေအနေကြောင်းသူမကိုပြောပြထားလို့မနက်ဖြန်ညနေခင်းမှာသူမကကလေးကိုလာခေါ်မယ်လို့ပြောတယ်။ညစာစားပြီးနောက်ကလေးကနောက်တစ်ခါမစင်သွားတယ်။ဒရီဘာကဖို့ခေါင်းပေါင်းတွေထပ်သုံးရတယ်။အိတ်ချိန်ရောက်တဲ့အခါဒရီဘာကကလေးကိုကျေးစွန်းနဲ့ထည့်တယ်။ညအချိန်မှာဒရီဘာကိုကလေးရဲ့ငိုတန်းနဲ့နှိုးလိုက်တယ်။သူကကလေးကိုပြန်အိပ်ပျော်စေဖို့တချင်းဆိုတာခုံတာတွေအမျိုးမျိုးစူးစမ်းတယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးနောက်ဆုံးမှာကလေးကလေချွန်ပြီးငြိမ်သွားတယ်ပြီးတော့ဒရီဘာကသူ့ကိုကျေးစွန်းနဲ့ပြန်ထည့်လိုက်တယ်ကလေးကနောက်ထပ်ငိုတယ်ဒရီဘာကအသုံးပြုနိုင်တဲ့အရာကိုရှာဖွေတယ်ရှမ်ပိန်ပလင်းတစ်လုံးကိုတွေ့တော့ပွင့်အောင်လုပ်ပြီးကလေးကိုစုပ်ခိုင်းဖို့ပလင်းကောင်းကိုပေးလိုက်တယ်ဒါကကလေးကိုအမြန်အိပ်ပျော်စေတယ်မနက်ခင်းမှာကလေးကပလင်းကောင်းကိုထွေးထုတ်လိုက်ပြီးငိုတဲ့အခါဒရီဘာကိုနှိုးလိုက်တယ်အခုကလေးကိုဖို့အချိန်ရောက်ပြီဒါပေမဲ့ခေါင်းပေါင်းတစ်ခုပဲကျန်တော့တယ်ဒရီဘာကအွန်လိုင်းကနေကလေးနည်းတွေမှာယူပြီးညစ်ပေနေတဲ့ခေါင်းပေါင်းအားလုံးကိုလေတလက်ပေါ်ပစ်ထားလိုက်တယ်ပြီးတော့သူကအေးဆေးစွာမနှက်စာစားဖို့စူးစမ်းတယ်မိဖို့ချောင်းတုံးအချိန်ကိုက်ကရိယာကနှောက်ယှက်လိုက်တယ်သူကကလေးကလေကားတစ်တွေတက်ဖို့စူးစမ်းနေတာကိုတွေ့ရတော့သူ့ကိုရက်တက်မှုပြေးရတယ်ပစ္စည်းပို့သူရောက်လာတဲ့အခါဒရီဘာကကလေးကိုကျန်းပြင်ပေါ်ခြံထားပြီးတကားကောင်းလုံးစနစ်စီကိုအမြန်ပြေးသွားတယ်ဒါပေမဲ့ဘဲခလုတ်ကိုနှိမ့်ရမှန်းမသိဘူးပစ္စည်းပို့သူကထွက်သွားတော့ဒရီဘာကလမ်းပေါ်ကိုပြေးပြီးသူ့မှာယူချက်ကိုအချိန်မီရအောင်ရက်တက်လိုက်တယ်သူတက်လေကားစီပြန်ရောက်တဲ့အခါဖန်ထောက်ထဲမှာဖွားပေါက်ကိုခြံထားခဲ့မိတာကိုသိရတော့ထိတ်လန့်သွားတယ်ကလေးကလေကားစတက်နေစဉ်ဒရီဘာကတန်ရှင်းသူမှပုတ်ရှိရဲဆိုတာသတိရတယ်ဒါကြောင့်သူကလက်ခံရေးစပွဲပေါ်ကစက်သွယ်ရမိစရင်ကိုရှာဖွေတယ်သူမကိုဖုန်းခေါ်ခြင်းပေမဲ့ဖုန်းကိုအခန်းထဲမှာထားခဲ့မိတယ်ထိုအခိုက်လိုင်းနယ်လို့ခေါ်တဲ့အင်္ဂါတယောက်အဆောက်အဦထဲဝင်လာတော့ဒရီဘာကတန်ရှင်းသူအောက်စာကိုအကူအညီတောင်းဖို့သူ့ဖုန်းကိုငှားတယ်အောက်ဆက်ကဖားပကိုယူလာနိုင်တယ်ဒါပေမဲ့ဖီထရာကိုအရင်ဆုံးခေါ်ဖို့လိုပြီးနောက်မှပြန်ဆက်မယ်လို့ကတိပေးတယ်ဒရီဘာကအဲ့ဒီဖုန်းခေါ်ဆိုမှုကိုစောင့်ဖို့လိုနေတော့လိုင်းနယ်ကိုလိုက်ပြီးသူ့မိသားစုနဲ့အတူနေ့လည်စာစားဖို့ထိုင်လိုက်ရတယ်မကြခင်မှာကြောကျရောက်လာတယ်ဘသူမှတကားမဖွင့်ဘူးဒါကြောင့်သူမကဒရီဘာရဲ့ဖုန်းပေါ်မှာမက်ဆေ့ချန်ခဲ့တယ်ပြန်မဆက်ရင်ဒီကိစ္စကိုရဲတွေစီလွှဲပေးရမယ်လို့ပြောတယ်လိုင်းနယ်နဲ့သူ့မိသားစုကသူ့သမီးစီကဗီဒီယိုခေါ်ဆိုမှုရတာနဲ့ပြောနေကြတယ်။နောက်ဆက်ရဲ့ဖုန်းခေါ်ဆိုမှုကနှောက်ယှက်လိုက်တယ်။ဒရီဘာကသူတို့စီကနေဖုန်းကိုချက်ချင်းယူပြီးနောက်ဆက30မိနစ်အတွင်းဖုန်းနဲ့အတူရောက်လာမယ်ဆိုတာသိရတယ်။ကလေးကလေကားထိပ်ကိုရောက်နေစဉ်ဒရီဘာကလူဝင်ဆက်ခန်းမှာအောက်ဆနဲ့တွေ့တယ်။သူမကဓာတ်လေကားကိုအမြန်အသက်သွင်းပြီးထွက်သွားတယ်။ဒရီဘာကအပေါ်တက်ဖို့အသင့်ပြင်နေတော့ကလေးနည်းတွေကိုလက်ခံရေးစပွဲမှာခြံထားခဲ့မိတာကိုသိရတယ်။သူကဖနက်ကိုချွတ်ပြီးသူ့အိတ်ကိုရှာနေစဉ်ဓာတ်လေကားမပိတ်အောင်တကားတွေကြားမှာထည့်ထားတယ်။ဒါပေမဲ့တကားတွေကဖနက်ကိုစက်တိုက်ရိုက်နေပြီးတဖြည်းဖြည်းရွေ့နေတော့ဖနက်ကနေရာကျဲသွားတယ်။ဒါကြောင့်ဓာတ်လေကားထပ်ပိတ်သွားတယ်။ကလေးကအခန်းကိုစူးစမ်းနေပြီးအဝတ်လျှော်စင်ကိုတွေ့နေစဉ်ဒရီဘာကလမ်းပေါ်ပြေးပြီးကာဖေဆိုင်မှာအောက်ဆကိုတွေ့တယ်။ထို့တော့အတွင်းခွေးတစ်ကောင်နဲ့အင်္ဂါတစ်ယောက်ဓာတ်လေကားထဲဝင်လာပြီးခွေးကဖနက်ကိုခိုးယူတဲ့အောက်ဆကဓာတ်လေကားကိုထပ်တက်သွင်းဖို့သဘောတူတယ်မကြခင်မှာပဲဒရီဘာကဖန်ထောက်ဆိုပြန်ရောက်တယ်ဒါပေမဲ့ကလေးကိုမမြင်ရဘူး။ကလေးရဲ့ရေတံကိုလိုက်ပြီးသူကအဝတ်လျှော်ခန်းထဲဝင်သွားတယ်ကလေးကစင်ထဲကနေကျလာတဲ့အချိန်မှာသူ့ကိုအမြန်ဆုံးဖမ်းမိတယ်အဲ့ဒီညမှာဒရီဘာကဂျော်ဂျာကိုဖုန်းခေါ်ပြီးအခြေအနေကိုရှင်းပြဖို့ message ချန်ခဲ့တယ်ပြီးတော့သူမက်တီစီကဖုန်းခေါ်ဆိုမှုရတယ်မိုးမကောင်းလို့သူ့ရဲ့လေရင်ခီးစဉ်ပြတ်သွားတော့လန်ဒန်မှာရှိနေတယ်လို့ရှင်းပြတယ်ဘာဘာတို့ကိုမသွားချင်တော့ဘူးလို့ဝန်ခံပြီးအဖေနဲ့အတူခရစ်စမတ်ကိုကုံဆုံးချင်တယ်လို့ပြောတယ်စကားဆံပြီးပြောနေစဉ်စပီကာတွေကဘာဘာဒေါစ်လေရင်ခီးစဉ်အကြောင်းပြောတော့သူမကဖုန်းကိုအလျင်အမြန်ဖြတ်လိုက်တယ်ညအချိန်မှာဒရီဘာကဓာတ်လေကားဖွင့်တန်နဲ့တယောက်ဖန်ထောက်ထဲဝင်လာတဲ့ကိုကြားတယ်သူကစုံစမ်းဖို့သွားတော့ကလေးတယောက်နဲ့လူငယ်စုံတွဲကအစားအစာခိုးနေတာကိုတွေ့ရတယ်သူတို့ကရဲမခေါ်ဘူးပန်ကြားပြီးသူတို့မှာဖပ်ရှိတယ် basement ထဲမှာလှုပ်ဝက်နေထိုင်နေတဲ့အိမ်ကနေမောင်းထုတ်ခံရပြီးအကျွေးတွေရှိတော့အစားအစာဝယ်ဖို့ပတ်စံမရှိဘူးလို့ရှင်းပြတယ်ဒရီဘာကသူတို့ကိုတနာပြီးသူတို့ထွက်ခွာခင်မှာကလေးအစားအစာတချို့ပေးလိုက်တယ်မနက်ခင်းမှာဒရီဘာကိုကလေးကပလင်းကောင်းကိုထပ်ထွေးထုတ်တာနဲ့နှိုးလိုက်တဲ့ဂျော်ဂျာကဖုံးဆက်ပြီးမွန်းလဲပိုင်းမှာလာမယ်လို့အတည်ပြုတယ်အချိန်ရသေးတယ်ဆိုတာမြင်တော့ဒရီဘာကကလေးကိုလမ်းလျှောက်ခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်သူကဖနှက်မပါတဲ့ခြေထောက်မှာပလတ်စတစ်အိတ်ဆုပ်ပြီးဈေးဝယ်လဲကိုကလေးလက်ဖြစ်အသုံးပြုတယ်ပန်းချန်တွေကမိခင်တွေကကလေးကိုချစ်စရာကောင်းတယ်ထင်ပြီးဒရီဘာကိုသူ့နာမည်မေးတော့ကလေးကိုယေရှုလို့ခေါ်တယ်လို့ပြောလိုက်တယ်ရုတ်တရက်ဒရီဘာရဲ့ဖနှက်ကပန်းချန်လဲမှာကျသွားတယ်သူကချက်ချင်းကောက်ယူပြီးစီးဖို့ကြိုးစားတဲ့ခွေးကဖနှက်ကိုခိုးယူဖို့နောက်ပိုင်းဒုတိယပိုင်းကိုစောင့်မျှော်ကြည့်ရှုပါအောင်လို့ပြောရင်းကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်